ဟိုတနေ့တော့လက်စအခုပေးတဲ့ page ကနေဝယ်ထားတဲ့ဥစ္စာလေးကကိုကမသုံးဖြစ်တဲ့အတွက်သူမလေးကပူစားတယ်ပေါ့သူ့မှာကျောင်းရဲ့80ဘိုင်းမရှိဘူးဆိုတော့ပူစားလို့အားကြောင့်တော့ပေးပါမယ်โอเคတော့ပေးဖို့တော့ဒီအင်ဂျင်နဲ့ပဲသွားတော့မယ်တော့ပေးမယ်သူကတော့တောင်းထားတယ်ပေါ့နော် Messenger မှာလာပူစားထားပါတယ်ကဲ Cherry အမရဲ့ခလေးပေါ့နော်အဲကြောင့်မလို့သွားပြီးတော့ပေးမယ်ပေါ့နော်သူဘယ်လောက်တောင်ပြောသွားမလဲဆိုတာတော့လိုက်ကြည့်ပေးဘာလဲဆောင်မတော့မွေဖြစ်တော့ဘူးကွယ်ဟိုးစားကွာအိမ်မနေသူကပူစားလို့သာတော့ပေးရတာအိမ်ကတော့နီနီလေးပဲပေါ့ကားနဲ့10မိနစ်လောက်ပဲသွားရတယ်နီးတယ်ဒါပေမဲ့တိတ်မသွားဖြစ်ဘူးပေါ့နော်ဟိုအလုပ်ကိစ္စမရှိလို့ရှိရင်တော့တိတ်မသွားဖြစ်ဘူးအဲ့ဒီအိမ်ထဲမှာပါတယ်ပေါ့နော်ဒါနဲ့အမကျိုးဆိုရယ်ဟေးညီမလေးဘာလုပ်တာလဲဟယ်လိုအမမင်္ဂလာပါသမီးကဒီမှာလေးအမရဲ့သမီးကကျောင်းရဲ့80ဘိုင်သုံးမရှိဘူးဆိုလို့ဒါကြောင့်လာပေးတာဟုတ်လားငါသမီးဘယ်မှာတောင်းလိုက်ပါလေရပါတယ်ဘာမှဖြစ်ပါဘူးဟိုမှာနေတူမှာတော့ကျောင်းကလေးတစ်ကောင်နဲ့ကစားနေတယ်ကဲအဲ့တော့ဒီမှာညမှာထားတဲ့ဥစ္စာကိုကမှာထားတာနော်ပတ်စံပေးရမယ်နော်ဟာတီရလေဘာမှလည်းမဆိုင်တိတ်ဆိုင်တာပေါ့ယူလာပေးရတယ်ကား10ဘတ်ကြာရလေ10ဘတ်လေးကြာဥစ္စာတီးတို့စကားပြောနေငါဘီစကလေးတိုက်ယူလိုက်အောင်ဒီမှာစားအောင်လေးဘီစကစ်တော်ရင်မိုင်ခဏလောက်ကြာလို့ရှိရင်ပြန်တော့မှာမညလည်းပြန်မနဲ့တော့ပြန်မရမယ်အိမ်မှာလည်းလှုပ်ရှားရှိနေသေးတယ်ဒီမှာကဲတော့လေးမနေနော်လူကြီးပြောစကားလည်းနားထောင်အမစကားလေးပြောဟုတ်ကဲ့ဒီနေ့တော့ဒါလေးရလို့ရမ်းပြောတယ်ပြန်တော့မယ်တတာဒါနဲ့တူမလေးနဲ့ကိုနဲ့ထိုင်တဲ့ပုံလေးမရှိလို့တဲ့ပုံလေးတစ်ခါရိုက်တော့ပါမယ်โอเคရိုက်သွားတဲ့ဘိုင်းလေးမထည့်လိုက်ရလို့ sorry bye bye